ချင်းတောင်ဘက်သွားတော့မြေကြီးတွေမြေကြီးတွေဆိုများတော့ဘုရားဘာသာပါတယ်အဲ့ဒီကြောင့်လည်းဒါမျိုးလဲဆိုချင်းပြကြောင်းတွေပြည်နယ်သွားတော့အဲ့ဒီမြေကြီးတွေဘုရားဘာသာအဲ့ဒီပြကြောင်းတွေဆိုတော့ခရစ်ဘောနော်အချစ်ကြတယ်အော်ခင်ဗျားဘာလို့လဲကျွန်တော်ကတရားဆရာပါအော်ခရစ်ဘုရားဘယ်လိုပြောလဲထာဝရဘုရားမူကားမှန်တော်ဘုရားအသက်ရှင်တော်ဘုရားနေဆာထာဝရဘုရားဖြစ်တော်မူဟာလေလုယာအဲ့ဒီဘုရားကိုကိုးကွယ်ရတာဘယ်တော့မှဆုံးရှုံးခြင်းတော့မရမရအမျက်တော်ထွက်ရင်မြေကြီးတော်လို့ရတယ်လူမျိုးမျိုးတို့ဒီအမျက်တော်ကိုအခမ်းအနားကြယေရမိနာဂတ်ကျမ်းခန်းကြီး30ခန်းကြီး30နော်ထာဝရဘုရားကမန်တော်ဘုရားသက်ရှင်တော်ဘုရားနေဆာထာဝရဘုရှင်ဖြစ်တော်ဤအမျက်တော်ထွက်ရင်မြေကြီးတော်လို့ရ၏လူမျိုးမျိုးတို့ဒီအမျက်တော်ကိုအခမ်းအနားကြဆိုတော့အတုတွေအားလုံးကိုအတုဖြစ်တယ်ဆိုတာကိုပြနော်မြေကြီးတော်လို့ရင်တော့ခိုင်ကနေရတယ်အတူတွေကအလိုလိုနေနေပျက်စီးသွားတာပြုတ်ကျသွားတာအဲ့တော့ဒီနေ့ဝေရဖို့ကတော့အကြောင်းကိုဆက် first worship နော်ရောက်ချီးမွမ်းဖို့ဝင်နေတဲ့ဝိညာဉ်ပတ်စားတယ်စစ်မှန်ခြင်းဟာနာပဲဟာလေလုယာအသက်ရှင်တဲ့ဘုရားထာဝရဘုရားကိုယ်ဝယ်ရခြင်းဘယ်တော့မှဆုံးရှုံးရတဲ့နောင်တမရဘူးဆိုတော့ခင်ဗျာကြွလာမင်းအချိန်မှာလောဟိကာလကဲ့သို့ဖြစ်နေလို့ပြောတယ်လူတွေကသတိမဲ့ရနေတယ်စားရတော့ရထင်းရဆောင်ပဲနဲ့အိမ်ကိုစောက်ရကျွန်တော်စားအဲ့အိမ်ကိုစောက်ရဆိုသိနာမလဲဘာလို့လဲဘာလို့ပြောတာလဲဒီဟာကိုဆိုအချိန်မရှိတော့ထားရမှာအကြီးကိုဘာလဲလုံနေတယ်အဲ့ဒါဘာဖြစ်လဲနော်ဆိုတော့ပြုတ်နေတဲ့အဲ့ဒီအရာတွေအားလုံးကိုဆိုကဲ့ယောဂမျိုးစုံဖြစ်အစာအာဟာရတွေခေါင်းပန်းမြေကြီးလှုပ်ခြင်းများပြားတယ်ဟာလေလုယာမြေကြီးလှုပ်တာငလင်လှုပ်တာမြေတွေပြိုသွားတာရွာတွေမြို့လိုက်ရွာလိုက်တောက်သွားတာဝမ်းနဲ့ဆရာကလူနေနေတော့ဝမ်းနဲ့ဆရာဒါပေမဲ့အဲ့ဒါဖယားကတက်တည်ထုနေတဲ့စကားပြောနေတဲ့အရာဖြစ်တဲ့အတွက်ဟာလေလုယာမလုပ်ပါနဲ့ဒါလည်းကမှဘုံကြီးမှာစိတ်လို့ပဲချီးမွမ်းပါပဲဖြစ်တယ်အဲ့ဒီအဲ့တော့နီးကလာတဲ့နမိတ်လက်ခံတွေအားလုံးအပြည့်စုံကျွန်တော်ကလည်းဒီလိုခိုင်းလာဒီချစ်ဆောင်ခြင်းကာလနဲ့ပတ်သက်ပြီးနီးကလာတဲ့လက္ခဏာတွေဒီလိုခိုင်းလာစီအောက်ထပ်ဆိုင်နဲ့အနာဆိုင်အပြင်စည်းနဲ့တွင်စည်းအပြင်စည်းမှာမြင်ရတဲ့အရာရုပ်ဝတ္ထုနဲ့အရာနဲ့ဆိုင်ရအားလုံးပြည့်စုံပါအတွင်းစည်းကြတော့ဒီအတွင်းထဲမှာစိတ်လုံးနဲ့ဆိုင်နေရဒီကာလမှာလူတွေချစ်ချစ်မြတ်တာဟောင်းပါလာမယ်အတ္တကြီးလာမယ်နော်ကိုပဲဦးစားပေးတဲ့လူတွေများလာမယ်ဆိုတော့စိတ်လုံးနဲ့ဆိုင်တယ်ဒီအရာလေးကတပြေးပါလေပြည့်စုံလာတာကိုမြင်တွေ့နေရခံစားနေရအဲ့တော့ကာလမျိုးမှာပြန်ဆင်ခြင်တော့ယုံကြည်သူအတွက်တယောက်ချင်းစီအတွက်ကျွန်တော်တယောက်ချင်းစီအတွက်အဲ့ဒီလိုနီးကပ်တဲ့ခင်ဗျားရဲ့ချစ်ဆောင်ချက်နီးကပ်တဲ့ကာလမျိုးမှာဘယ်တက်တာလဲဆိုတာကိုဘာလို့မှလည်းဘာပဲတက်တာလဲဆိုတာကိုပြန်ကြည့်တော့တော်တော်များဝေငှကြတာပြင်ဆင်ပါအသက်တာကိုပြင်ဆင်ပါငါတို့ကသတို့သမီးဖြစ်တဲ့သတို့သားဘာရောက်ပြီးချစ်ဆောင်တော့ဒါကြောင့်မို့သတို့သမီးကပြင်ဆင်ပါကိုပြင်ဆင်ပါဒါတွေပြောတယ်ကျွန်တော်ဒီနေ့ကတော့ဝိညာဉ်တော်ကိုပြတာလားနော်ပြင်ဆင်ပါမဟုတ်ဘူးတို့သမီးကတကယ်တော့ပြင်ဆင်ပါပြောရမှာမဟုတ်ဘူးကိုပြင်ဆင်ရမယ်လို့ခံရအောင်ပါလဲဆိုရင်ပြင်ဆင်ခြင်းခံရတော့တို့သမီးမင်္ဂလာဆောင်တော့မယ်ဆိုတော့အဲ့ဒီပြင်နေနေမှာတို့သမီးကဘာမှမလုပ်ဘူးပေါ့သူကဒီလိုလေးပဲထိုင်နေတာအဲ့မှာအချောက်3ယောက်ရှိတယ်
နေမဲ့အခြားစပင်ပြင်မဲ့အခြားဝစ်စုံမဲ့အခြားတော့ရှိတယ်သူကဘာမှမလုပ်ဘူးဘာကြောင့်လဲဆိုရင်သူမလုပ်တတ်ဘူးဒီမင်္ဂလာပွဲကိုလူရှိသူရှိပါငါပတ်တဲ့ပြောရင်အရောက်ထွက်လာအောင်သူမလုပ်တတ်ဘူးဘယ်သူကလုပ်တတ်လဲဆိုရင်မိတ်ကဆရာလုပ်တတ်တယ်စပင်ဆရာလုပ်တတ်တယ်ဝစ်စုံဆရာလုပ်တတ်တာသူမလုပ်တတ်ဘူးအဲ့တော့သူကဘာလဲဆိုထိုင်ရတာဒါပေမဲ့သူလုပ်ရတာတခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုကဲလိမ့်မယ်ဒီမှာဒီမှာထက်မယ်ဒီမှာအောက်လာလိမ့်မယ်ထက်မယ်ပြုတ်သွားပြုတ်လာအပေါ်မှာထက်မယ်မိတ်မရတယ်အဲ့ဒီဟာနော်ဒီမှာကောင်းတာစောင်းလာဒါပဲဒီပြင်စင်ပေးနေတဲ့သူပြောတဲ့အရာကိုသူကဝန်ခံကျွန်တော်တို့ကခမီးတော်ဘုရားခင်ရဲ့မျက်မှောက်ရှိမှခရစ်တော်ရဲ့အလိုတော်စံချိန်စံညွှန်းတိုင်းသူကပဲတော့မဖြစ်စင်နိုင်မပြင်စင်တော့မပြင်စင်တတ်ဘူးကျွန်တော်တို့ပြင်စင်နိုင်ပြင်စင်တတ်တဲ့အရာတိုင်းသာရှိအဲ့ဒါကဘုရားရဲ့စံချိန်စံညွှန်းကိုမမီနိုင်ဘူးငယ်နေမှာနေတော့ပါနေကြတော့နော်ခဏတွေ့ရက်ွက်တွေထဲမှာရွာတွေမှာလေကလေးကိုကလေးချင်းထိန်းရတယ်တော့ကလူတွေလည်းမဖြစ်လို့လည်းမသိဘူးကလေးတွေကတားမွေးရတယ်နော်ဆိုတော့ကလေးနီးတဲ့ကလေးကိုကလေးချင်းထိန်းရတယ်နော်ဒါလည်း6နှစ်9နှစ်သားလေးကညီလေး2နှစ်သားလေးကိုထိန်းရတယ်နော်ဟိုမှာဂျားထဲမှာလည်းရှိနေတော့လေလက်လိုလေးဆိုတော့ကလေးကိုကလေးချင်းထိန်းတော့ဒီထိန်းတဲ့လူကလည်းကလေးပဲလေအဲ့တော့သူကဘာလို့ဆိုခေါ်နေရအောင်အောက်ဆိုင်ထောက်ပြဖက်နေတယ်အားလည်းရှော့လိုက်ပြဆော့နေတာကြည့်ကြဟိုမှာကလေးအမေကရထိုင်ဆိုလို့ခေါ်လာတယ်သူကတဲ့ခဏလားဟိုကလေးကခါတဲ့တဲထဲမှာထိုင်နေကြီးမှာဆော့ပြီးမှရှူရပေါတော့နာစီတာလေအောက်မှာဆိုတော့နော်အောက်မှာဆိုဟိုကလေးကထိုင်တဲ့ကလေးကသူကလည်းသူပဲဆော့နေဆော့နေတာနာစီတာမဖြစ်တယ်ဆိုတော့နိုင်ကြအေးကျွန်တော်ပြောချင်တယ်ဒီဥပမာလေးကျွန်တော်တို့တွေဘုရားသခင်ရဲ့ရှေ့မှာကိုပြင်ဆင်တာကအဲ့ဒီအဆင့်လောက်ပဲရှိတာနော်ကြည့်နိုင်ကြတော့ဒီကလေးကအဲ့ကလေးကထိုင်တဲ့ကလေးသူ့ကိုသိဘာလို့လဲမြစ်ပတ်နေပြီတဲ့အဲ့တော့သူတတ်တဲ့နီးနဲ့သူ့ကိုသူတတ်ရှင်းလို့ပြင်ဆင်ဘာလို့လဲโอเคသူကချင်တာဘာလို့ဆိုလဲတန်ရှင်းပါစင်ရလာလို့ပြောတာဘယ်လိုလဲခဏလေးလေတလက်တဲ့ခါကျတော့ဒီမှာကြောက်တာဟမ်းဝဲလို့ပဲတခြားအဖြူကြီးတွေလည်းမှာနော်တခြားလည်းမှာလည်းပေးပြန်ဆော့ပြန်ပြီးဟုတ်လားအဲ့သူဆွဲလိုက်တာအမှဖြူချောင်းကြီးဖြစ်နေပြီလေပြန်ဆော့ပြန်ပြီးခဏလေးပြန်ချပြန်ပြီးပြန်ချတော့သူကညစ်ပတ်တယ်ရှင်းရမယ်စိုးစွာဒီဘက်ဆိုတော့ဒီခေါက်တော့ဒီဘက်ပြန်ဆွဲဒါလည်းငါးနှစ်လောက်နေတော့နေရတော့ဘာလို့လဲကြောင်နှခမ်းမွေးနှချာသူတတ်ရှင်းနိုင်တာလားဒါပေမဲ့ဘာကသူ့ကိုသူတော့ကြားရနိုင်တတ်ရှင်းပြီလို့သူထင်တာတော့ခဏနေမှအမေကဟုတ်ကောင်းလေးကလေးကိုထိုင်မဆိုနေရဆိုနေလားဖြစ်တာချစ်တာနဲ့ပတ်ပေးသူလားဆိုကိုကလည်းဆွဲချပါလားကိုကလည်းဆွဲချပါတော့ဟာစစ်တဲ့ထိုင်တော့လေကိုကဆွဲချအိမ်ကခါရဲဟိုရေတွေထက်စလုံးထဲမှာထားရပါညာချိုးချက်ပြီးတော့အတင်းရောက်လာတယ်တလောက်ရောက်နေတော့ပြနေတာကောက်တော့ကြောက်ခေါက်တယ်ပြီးတော့ကောက်ကိုရေကိုချိုးခေါက်ကိုချိုးပြီးတော့တရှိလို့ပြီးနေတော့ပြီးတာဟာအဲ့လိုချိုးပြီးဒီမှာဝိတ်ကလေးနဲ့ပေါင်းလာနေဝါရနဲ့ပုတ်ပြီးတာလားဘယ်လိုလဲပတ်ပြီးတာအိမ်မှာကြားမှာမဟုတ်လို့လေးထိုင်တရှိတာဒီကတရှိပြီးတာဆိုတော့မိရဲ့တရှိတူတရှိပြည့်စုံတဲ့စုံနေတဲ့တရှိကိုမလုပ်နိုင်ဘူးဒီနေ့သခင်ဖျားနဲ့ပြီးလာတဲ့ချစ်ဆောင်ခြင်းနဲ့ပြီးလာတဲ့ကအသိတော်ဒီကိုယုံကြည်သူကအဲ့ဒီသရုပ်သမီးအဲ့ဒီသရုပ်သားရဲ့ရှေ့မှာသရုပ်သားလိုချင်တော့သရုပ်သားစံချိန်စံညွှန်းပြည့်မီတော့အသက်တာပြင်ဆင်ခြင်းကကျွန်တော်မပြင်ဆင်နိုင်ဘူးမပြင်ဆင်တတ်ဘူးကျွန်တော်ရဲ့ပြင်ဆင်ခြင်းကအကတ်သက်ရှိတယ်လူရဲ့ပြလူရဲ့ဉာဏ်လူရဲ့အောင်တော့ဘူးကိုပုံပြုပြီးလုပ်တဲ့အရာကဘုရားရှိမှပဲတော့မဆုံးနိုင်ဘူးမပြည့်စုံဘူးဒါဆိုရင်ဒီသရုပ်သမီးကဘာလုပ်ခံရလဲဆိုပြင်ဆင်ခံရတော့သရုပ်သမီးဘသူကပြင်ပေးတဲ့အနည်းဆုံးရှိတော့တန်ရှင်းတော့ဘုရားဖြစ်တယ်ဟာလေလုယာဝိညာဉ်တော်ကျွန်တော်တို့နေ့စဉ်ဒီဆောင်ပေးနေတာတော့အဲ့ဒါလေးကျွန်တော်ခါကျွန်တော်လည်းခရစ်ယာန်အတိုင်းတိုင်းပါလေကျွန်တော်ဘာစကားလို့ရှိတယ်နော်ဆိုတော့အမေကျော်တွေးတော်လုံးတယ်
နေနေရတာအရှင်းကြီးဆုံးဓမ္မအမေဒါပေမဲ့ကိုတွေးတော်ရဲ့တားချစ်တဲ့သူနော်တွေးတော်ဆိုတာတော်ကြီးကိုပြောတာအမေရဲ့အမကြီးဟောတွေးတော်ရဲ့တားချစ်တဲ့မြေတဲ့ line ကိုလုပ်လိုက်တယ်ဟိုပါညာဆိုတော့အဲ့ဒါလေးတွေးတော်ရဲ့ပြန်သွားတာတနေအောင်အဲ့ဒါကိုလေခါတဲ့ဒီမှာနီးနီးကက်ကအမေကိုကျတော့ဒီမဆိုင်တိုင်းထားတော့တွေးတော်ရဲ့ပဲလုံးလိုက်တာတော့တွေးတော်ရဲ့ပဲတော့ပြန်လာမသိတွေးတော်ရဲ့လည်းဘုံပဲကျွေးတာဟောလို့အဲ့ဒါအမေကျော်တွေးတော်လားခမင်းတော်ဘုရားဓမ္မအောင်ကာလမှာနီးလန်းလေးတွေလည်းလှုပ်လှုပ်ခဲ့တယ်ပြီးတဲ့အခါမှာဓမ္မသစ်မှာသားတော်ယေရှုကိုဆင်လို့ပြီးယေရှုခရစ်တော်ကခန္ဓာကိုယ်အဖြစ်လူစားတိခင်ပြီးအလုပ်လုပ်တဲ့အသေးခံနဲ့မြုပ်နဲ့ထမြောက်တဲ့တက်ကြွသွားပြီးဒီနေ့ယုံကြည်သူအသေးတော်နဲ့အနီးကပ်ဆုံးဒီကေဘွယ်ပြုစုပြီးဆောင်ဖို့ဝိညာဉ်တော်ကိုဆင်နွှဲလိုက်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီနေ့နီးဆုံးကျွန်တော်နဲ့နီးဆုံးမှာသူလည်းဆိုဝိညာဉ်တော်ဖြစ်တယ်အဲ့ဒီတရှိသောဝိညာဉ်တော်ကဒီသူတို့သမီးကိုပြင်ဆင်ပေးနေတာဖြစ်တယ်ဒီနေ့ဒီရရဲ့နည်းနည်းတမန်တော်ကျွန်တော်ကြည့်အောင်ဒီတော်ကိုကြည့်အခန်းကြီး1ဒီတော်ကိုအခန်းကြီး1အနေကိုမှချက်ပါနော်ရှိကနေပေါ့ဗျာရှင်းနေကိုရှင်းပါတယ်ရှင်ဘုရင်အမိန့်တော်ထုတ်၍ကြော်သောအခါအပြိုများတို့ကိုရှုရှံနန်းတော်သို့စုဝေးစေ၍မိမဆိုးဟိခဲ၌အရာတွင်ဧတထာကိုလည်းနန်းတော်သို့ခေါ်ဆောင်၍ဟိခဲ၌အကြ၏ဧတထာသည်ဟိခဲစိတ်နှင့်တွေ့၍မျက်နာရပါခြင်းဟိခဲသည်စင်ကြယ်သည်စေသောဆေးမျိုးနှင့်ပေးရသောအဝတ်စားကိုအလင်းမြန်ပေး၏နန်းတော်၌ရွေးကောက်သောကျော်မ9ယောက်တို့ကိုလည်းပေး၍9ယောက်တော့ပြည့်စုံခြင်းနံပါတ်ဖြစ်တယ်ဧတထာနှင့်သူ၏ကျော်မတို့ကိုအပြိုတော်နန်းတွင်အမျက်ဆုံးနေရာ၌ချီးမြှောက်၏စနစ်ကိုပါမယ်ထိုအပြိုတော်တို့ထုံးစံတိုင်းတစ်နှစ်စီသောအခါတယောက်နောက်တယောက်လက်သင့်သည့်တိုင်ရှင်ဘုရင်အာရှရိထံသို့ဝင်ရ၏6လပတ်လုံးမူရစီ6လပတ်လုံးနတ်သားမျိုးအစရှိသောစင်ကြယ်စေသောဆေးမျိုးကိုသုံး၍စင်ကြယ်ခြင်းအမှုတည်ပြီးတည်တိုင်အောင်ထုံမြကာလကိုလုံစေရ၏အဲ့ဒီဆန္ဒအဓိကပြောင်းငါချတာပါနိမိတမီကဲ့သို့မော်ရဲမွေးမြူသောဘာဝီအဘိဟေရသမီဧတထာတိအလက်သိ၍ရှင်ဘုရင်ထံသို့ဝင်ရသောအခါနန်းတော်မိမဆိုးအပြိုတော်အုပ်ဟိခဲစီရင်သောအရာမှတပါအဘေအရာကိုမျှမတောင်းဧတထာကိုတွေ့မြင်သမျှသောသူတို့သည်ရှစ်တကြ၏ထို့သောရှင်ဘုရင်အရွှေသည်နန်းဆန်တော်နှင့်တေဘက်မြည်ရှိသောဓမ္မလာတွင်ဧတထာကိုနန်းတော်၌တိတ်တော်မူပြီးအခြားသောသမီးကညာအပေါင်းတို့ထက်ဧတထာသည်စိတ်တော်ကိုနုညွတ်စေ၍အထံတော်၌မျက်နာရဖြင့်ရှင်ဘုရင်သည်အခြားသောမိန်းမတကာတို့ကိုချစ်သည်တဲ့ဧတထာကိုချစ်သောကြောင့်သူ့ခေါင်းပေါ်မှာရာဇာတရဖူကိုတင်၍မိဖုရားဝါရှတိအရာ၌ချီးမြှောက်တော်မူဟာလေလုယာဧတထာဝိတုကတာအမစကားနဲ့ကျမ်းစာပါဧတထာဝိတုဟာဖယားဆိုတဲ့စကားလုံးလုံးမပါဘူးဧတထာဝိတုကမှာဖယားဆိုတဲ့စကားလုံးလုံးမပါဒါပေမဲ့လေဖယားလောက်သွားတဲ့လက်ရာလုံးကြီးတွေ့ရတယ်ဖယားဆိုတဲ့စကားလုံးမပါဘူးတော့အစာချောင်စတောင်းခြင်းဆိုတာတော့ပါသေးတယ်ဘုရားခင်ထအစာချောင်စတောင်းခြင်းကိုမထည့်ထားဘူးဒါပေမဲ့ဖယားလောက်တဲ့လက်တရားရအောင်လို့ရတယ်အဲ့တော့ထိုင်ပါဝိတုကြောင့်ပြောတော့ကြောင့်ဒီထိုင်ကြောင့်လည်းပြောချင်ဧတထာကဘုရားသမီးရှင်ဘုရင်အာရွှေရုထံမှာဘုရားသမီးနေနဲ့ဝင်ရတယ်သူတယောက်တည်းမဟုတ်ဘူးကျွန်တော်ရဲ့သာဝတ္ထုကြောင့်အားလုံးသိပါတယ်ဒီဘုရားဝါရှိတိကိုမိဘရဲ့အောင်အရာဖြောက်လိုက်ပြီးတဲ့အခါကျတော့ဒီဝင်တဲ့ဘုရားသမီးခင်ဗျာတွေကနေရှင်ဘုရင်အနှစ်သက်ဆုံးမိဘရဲ့အောင်တင်ဖို့အတွက်နော်အဲ့တော့ဘုရားသမီးခင်ဗျာတွေဒီတော့ဘုရားသမီးခင်ဗျာတွေအများကြီးပဲရှင်ဘုရင်စီလာမယ်အဲ့ဒီဘုရားသမီးအားလုံးပြုစုဆောက်ရှောက်ပေးရတယ်တယောက်ရှိတယ်သူကဘာလို့လဲဆိုရင်အပြူတော်မိမဆိုးအုပ်ခေခဲ့ဓမ္မဟောင်းချမ်းပါလေမိမဆိုးအုပ်တွေကိုကျွန်တော်ဖတ်တာအောင်များလာပြီတယောက်မှနာမည်ပေါ့ဒီတယောက်ပဲနာမည်ပါလေခေခဲ့ဓမ္မရာဇဝင်မှာလည်းရှိတယ်မိမဆိုးအုပ်နော်အများကြီးပဲဖတ်လိုက်ပါကျွန်တော်ခေခဲ့သူတို့ဒီနေ့အများကြီးနော်အများကြီးအဲ့ဒီအချင်းကတယောက်ပဲရရာဇဝင်နဲ့ဝါရှိတိအရာမိဖုရားကြီးအရာ
တို့ဒီပြည်အားဟိကေကဣတထာကိုတွေ့တာနဲ့သူသဘောကျစိတ်တုတ်ချဣတထာနံပါတ်1ဟိကေရှိမှနနာရဟိကေရှိမှနနာရအဲ့တော့ယောအဝိလဲရမယ်အဝိယောတော့ရမယ်စိတ်လာတဲ့သူတို့သမီးနဲ့ဣတထာပါဝင်လာတဲ့သူတို့သမီးကညာအားလုံးအရပ်နာတော်မှာဘလို့စားရမယ်ဘလို့နေရမယ်ဘလို့ဝေးရမယ်ဆေးကိုဘလို့တော့ရမယ်မသိဘူးအရပ်ထက်မှာပဲတို့နေရစားကြသွားခဲ့လာခဲ့တာဒီပူရစီနဲ့တာပြောတဲ့တော့ဖို့ဆိုအရပ်ထက်မှာမဖြစ်နိုင်ဘူးဘုရားကြီးပူဆောင်ခြင်းအောင်ယူရည်သွားနေတော့အာဘတ်တွေအဲ့ဒါတော့လားအဲ့မှာတော့ပေါ့အာဘတ်တွေမိန်းကလေးတွေဟာသူတို့စေးတစ်မျိုးရှိတယ်အပြင်ဆွေးနဲ့အတွင်းစေးကျွန်တော်တို့ဘာလို့လဲကူပြောလို့ရှင်အပြင်စေးဆိုတာလို့ရှင်ဒါပေမဲ့တို့ကလို့ရှင်မဟုတ်ဘူးစေးတစ်မျိုးမဟုတ်ဘူးစေးတစ်မျိုးရှိတယ်အဲ့ဒါလေးနဲ့မြို့သမီးအလုံးနေရောညက်တူတာသူတို့လည်းတော့တော့ထိနေမှာမလေးအဲ့ဒီ feeling လေးဟိုအညက်တဲ့လူညက်နေတာဟောအဲ့လူညက်နေအရာခံစားအဖြစ်စိတ်အတွင်းစိတ်တော့လေပို့ဆောင်တော့လေဟာလေလုယာဒီချက်လေးနားမှာဒါလေးကိုtheology ဘယ်နဲ့လေးဆိုင်တော့တရှင်တော်ဝိညာဉ်တော်တပါးလေးရှိတပါးလေးကတရှင်တော်ဝိညာဉ်တော်ရှိတယ်တို့အချမ်းကအချမ်းဆုံး generally ရေပုံရသူ့ရဲ့သဘောတဘာဝနှစ်မျိုးရှိအဲ့ဒါပါလဲဆိုရင် chain with သဘောတဘာဝဒါကို Greek နဲ့ pneuma လို့ခေါ်တယ် pneuma Holy Spirit the Holy Spirit the nature of pneuma တရှင်တော်ဝိညာဉ်ရဲ့ chain with သဘောတဘာဝနဲ့အဲ့ဒီတဘာဝတရှင်တော်ဝိညာဉ်ရဲ့တဲ့ရောက်ခြင်းသဘောတဘာဝ Parakletos သဘောတဘာဝ pneuma ဝိညာဉ်တော် Parakletos ဝိညာဉ်တော်The Holy Spirit of pneuma, the Holy Spirit of Parakletos. And if you also can take kind of Sadoma, then if it is Sadoma, then don't delay, get in a Mujin Johnation, even Gilipiago, Jana Yahweh, to critical Yojima, get in donation, Tashimo, when you know, the same catching or Kayaja. Hallelujah. When you want to say Kabari, you go on the Janama, Piano. ပိုင်တဲ့သူ့ဘောပဲအလုပ်လုပ်ရတယ်အလုပ်လုပ်ချင်တယ်သူမပိုင်တဲ့သူ့ဘောအလုပ်လုပ်ချင်တယ်အဲ့ဒါဟိုဘက်ကတစ်ဖက်ကပိုင်တော့ဟိုဘက်တစ်ဖက်ကလုပ်နေကြတာသူပိုင်တဲ့သူနဲ့ဆက်ဆိုင်တဲ့သူ့ဘောအလုပ်လုပ်ချင်တယ်အဲ့တော့အေဝိဂရိတရားကိုဂျာတိတဲ့တင်ချင်းဆိုစိတ်ချမှုရောက်သွားတဲ့အခါဝိညာဉ်တော်ကတစ်စိတ်ခံအဲ့ဒီစိတ်ခံချင်းခံတဲ့သူအပေါ်မှာအဲ့ဒီဝိညာဉ်တော်ဟာပါရာကလစ်တို့သဘောတဘာဝနဲ့နေစဉ်တော့နေနေတယ်ဟာလေလုယာဘုရားလိုတော်ပါလေဒီလိုရဲ့လိုတော်ပါလေခရစ်တော်ရှင်မှာလှပတိတဲ့ခြင်းအသေးရပါလေဘလို့ဝေးရပါလေဘလို့နေရပါလေဘလို့စားပါလေဝိညာဉ်ရေးရပြောတာနော်ဝိညာဉ်ရေးရပြောတာဒီရတဲ့ကိုဝိညာဉ်တော်ကနေစဉ်တုံတယ်ပေးနေတာဆောဆောကျွန်တော်ပြောရတယ်ပဲတို့သမီးတို့ကောမောဆောမိတ်တော့ဝိညာဉ်တော်ကနေစဉ်တုံတယ်ပေးနေတာဒီတို့သမီးကဘာလို့ဖို့ပဲလို့လေဒီတို့သမီးရဲ့တခုတည်းကလိုအပ်ချက်ကပါလေဆိုရင်အဲ့ဒီပြင်ဆင်ပေးတဲ့သူရဲ့အမိန့်ကိုဝန်ခံခြင်းဟာလေလုယာယုံကြည်သူဟာခရစ်တော်ဘုရားရှေ့မှာစံချိန်စံညွှန်းပြည့်စုံသောတက်တာခရစ်တော်ရဲ့အလိုတော်တိုင်းရှိသောတက်တာတို့သားခရစ်တော်ရှေ့မှာရောက်ရှိရတဲ့တက်တာဝိညာဉ်တော်နေ့စဉ်တုံ့ပြန်ပေးတာကိုဝန်ခံတော်တက်တာအာမင်အာမင်ဘယ်လိုသိနိုင်ပါလဲတဲ့အသင်းတော်နဲ့ပြောချင်ပါလေအသင်းဖွဲ့နေရတယ်အသင်းဖွဲ့နေရခိုင်ကနာ generation နေရ church အသင်းတော်နောက်ဆုံး7 generation ရောက်ပါတယ်လူရဲ့စီးစနစ်တွေလူရဲ့လုပ်ရက်တွေလူရဲ့စီမင်းစည်းကမ်းတွေအလွင်တန်တိကျပြီးစနစ်ကျလာလေဝိညာဉ်တော်ရဲ့လုပ်ရမှာရောက်ပါတော့တယ်ရောက်ပါတော့တရှိမဝိညာဉ်တော်အသက်ရှင်တဲ့အတွက်သူကချားတယ်လို့လုပ်နေတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအောင်ကျွန်တော်တို့ကယုံကြည်သူကဝိညာဉ်တော်ချစ်ချစ်ခံတဲ့သူကဝန်ခံပါဖို့ပဲဖြစ်တယ်ဝန်ခံပါအဲ့တော့တောင်းပြီးအပြင်စေးအတွင်းစေးအဝိတောင်းပြီးအနေထိုင်ပြုမှုပြောဆိုဝိညာဉ်တော်ဟိကေကတော့တင်ပြီးအလဲတဲ့အပြုလို့တွေကရှင်ပြန်အထွေးဆိုရတညပဲညာဦးရညာကနေဝင်ပြုစုလောက်ကျွေးနားလဲရကြာရင်လူချင်းနဲ့စတောင်းပါ
လူချင်းနဲ့ရှင်ပြန်ပေးလူချင်းနဲ့တောင်းသွားပြီးတော့ရှင်ပြန်မရွေးသေးဘူးဝါရှိနေနဲ့မရွေးသေးဘူးတော်မဆောင်သေးဆိုရင်တောင်းဖက်နေတော့နော်တော်နေတော့ရှင်ပြန်အလဲကြရင်ပြောင်းမယ်အလဲကြရင်ပြောင်းမယ်တော့ရှင်ပြန်ပိုင်လေးနဲ့နာမည်နဲ့တက်ပြီးခေါ်ရင်ပြောင်းမယ်နာမည်နဲ့တက်ပြီးခေါ်ရင်မခေါ်ရင်ဝင်ခွင့်မရှိဘူးအလဲမချရင်ဝင်ခွင့်မရှိဘူးအလဲလည်းမချဘူးနာမည်နဲ့လည်းတက်ပြီးမခေါ်ရဘူးအဲ့ဒါကိုဝင်နေရှင်ပြန်စီကိုအတွင်းတိုင်းလေးကိုဝင်နေဆိုရင်ရှင်ပြန်ကရာဇတ်အန်တန်ကံပေးမှာအသက်လွတ်တယ်မကံပေးဘူးမသိအောင်ဟိုဘက်ကိုဥပ္ပခါပြလိုက်တယ်ဆိုတော့သိတယ်နဲ့အဲ့ဒါအဲ့ဒီဟာဟောပါဗါလေဣသရာဝတ္ထုရဲ့အသက်ဇာနိုင်ရဲ့အသက်အလက်ကြောင့်ဝင်ဣသရာရှိမှအများကြီးပဲသူတို့လူချင်းနဲ့စတောင်းရှင်ပြန်ပြီးတောင်းတဲ့ညတော့သွားလူချင်းနဲ့စတောင်းရှင်ပြန်ပြီးတောင်းတဲ့ညတော့ဣသရာလက်ကြဒီစကြည့်တော့ဣသရာလည်းအများကြီးကတယောက်ပဲသူတို့သမီးများစွာတွေကသူတို့နဲ့အတူတူတွေကတယောက်ပဲဣသရာပဲဒါပေမဲ့ဣသရာကရှင်ပြန်စီတဲ့ဝင်ကိုဟေဂေကအဲ့ဒီဘေးမစိုးအောင်ဟေဂေကဣသရာကိုတခေါင်းပဲပါလိုက်ရှင်ပြန်စီမှာပြောရမယ်တောင်းရမယ်တခေါင်းပဲပါလိုက်အဲ့တော့ဆောကျွန်တော်ပြောပါတယ်ဣသရာဝတ္ထုခန်းကြီးနဲ့ခိုင်းစားအချောလေးတင်ချက်ခန်းကြီးနဲ့ခိုင်းရစားမိမိသမီးကဲ့သို့မော်ဂဲဝင်းနေသောဘာရိအဘိဟဲလသမီးဣသရာသည်အလက်သိ၍ရှင်ဘုရင်ထံသို့ဝင်ရသောအခါနန်းတော်မိမစုအပြိုတော်ပုတ်ဟေဂဲစီရင်သောအရာမှတပါအဘယ်အရာကိုများမတောင်းအဲ့ဒါဟေဂဲသူ့မှာလိုက်ဣသရာတင်ချနာတော့ဒီတခုပဲပြောဒီချက်စကြည့်ပါဣသရာငယ်ငယ်စဉ်ကလေးကမိဘမဲ့နေခဲ့ရတာပါသူ့ရဲ့ကာဆန်မော်ရီကမွေးယူထားတာပါအဲ့တော့သူကမပြည့်စုံလို့အများကြီးအပြည့်စုံလို့အများကြီးဖြစ်လို့သူလိုချင်တာသူရချင်တာသူဖြစ်ချင်တာသူကပ်မဲ့တာအများကြီးရှိပါပဲသူ့ရဲ့စံတာသူ့ရဲ့ idea အများကြီးရှိပါပဲရှိပါဝင်တော့အပြောတော်တွေအားလုံးမှာသူတို့စံတာတွေကိုသူတို့ပြောတယ်သူတို့အလိုတွေကိုသူတို့ပြောတယ်သူတို့ဖြစ်ချင်ချင်တာတွေကိုသူတို့ပြောတယ်ဘယ်ရပေးတယ်ဒါပေမဲ့တောင်းမဲ့နဲ့ရလို့မရသေးဘူးဣသရာကဝင်သွားပြီးသူလိုချင်သူဖြစ်ချင်သူရချင်သူလောက်ချင်သူလိုအပ်အရာအားလုံးပယ်ထားလိုက်ပြီးဟေဂဲမှာတဲ့စကားဟေဂဲစီတဲ့စကားကိုပဲဘယ်ကြီးကိုပြောလိုက်တာဘယ်ကြီးကလည်းဟတ်တီပြီးကျွေသွားတာပဲကျွေသွားတာပဲအခြားသောသရသမီးကညာအပေါင်းနဲ့ဣသရာကိုတာ၍နှစ်သက်သောကြောင့်ရာဇာတရဖူကိုစောင်း၍ဘိဗျာဝါရှိယာနဲ့ချစ်တော်လေဟာလေလုယာကျွန်တော်တို့ရဲ့ဘုရားခင်စီမှာခမည်းတော်ဘုရားခင်စီမှာတာတော်ယေရှုတို့သားစီမှာဖြစ်ချင်တာရချင်တာတောင်းချင်တာလိုချင်တာအများကြီးရှိပါလိမ့်မယ်လူရဲ့ချမ်းလူရဲ့တွေ့လူရဲ့ idea လူရဲ့နှလုံးလူရဲ့ဆန္ဒအများကြီးရှိပါလိမ့်မယ်မကောင်းတာမဟုတ်ကောင်းပါလေတိုးတော့အဲ့ဒီခမည်းတော်ရှေ့မှာကျွန်တော်တို့ပြောတဲ့တောင်းတဲ့ဖြစ်ချင်တဲ့ရချင်တဲ့တာဘာလဲဆိုရင်ဟေဂဲဒီဟူသောတန်ရှင်သောဝိညာဉ်တော်တော်တဲ့နေရာကိုခမည်းတော်ရှေ့မှာပြောတယ်ဟာလေလုယာဟာလေလုယာဣသရာပြောလိုက်တဲ့စကားကိုရှင်ဘုရင်အာရှုရိယကဟတ်တီသွားတယ်လို့ပဲတန်ရှင်သောဝိညာဉ်တော်တော်တဲ့နေရာကိုခမည်းတော်ရှေ့မှာပြောတဲ့အခါခမည်းတော်ကဟတ်တီလာတော့တယ်ဟာလေလုယာယောမဝါစာခတိရှိယောမဝါစာခတိရှိkan yang sangat secak nak turun dia secak Yohan sakan ji secak secak coba dah ngadu medan nai do ayama wi nendo di haleluya ngadu medan nai do ayama belum biom niဘယ်လိုသွားမလဲခမီးတော်လူတော်ပါလဲသူစိတ်ပြေဆုံးစီနာပါလဲအဲ့ဒါတွေကျွန်တော်မတတ်နိုင်မသိတဲ့အခါမှာဝိညာဉ်တော်ဒီမဆာတော်ဒီဘယ်လိုမဆာလဲငါတို့ဒီစုတောင်းတဲ့ဒီတိုင်းအဘယ်စုကိုတောင်းရမည်ဟုမသိကြဒါပေမဲ့တောင်းနေတာလေကျွန်တော်စုတော့တောင်းနေတာပဲအချစ်ချတောင်းနေတာတစ်ခါမှအစားမချောင်းနိုင်သေးတယ်နော်တချို့ပုံမှန်အစားချောင်းတယ်ဟဲ့လားဟိုတော့တော့အသိတော့ဆရာကအစားချောင်းစုတောင်းစီးပြီးနေလာဝင်ရပြီပါဝင်ရမယ်လို့ပြောလိုက်တယ်အဲ့တော့ဝင်ကအဲ့ဒါကိုလာစားအဲ့ဒါဟို
resurrection ပြီးတော့ဝိညာဉ်ပြီးဆုတောင်းကြကျွန်တော်လည်းပါဝင်ပြီးဆုတောင်းတယ်နော်တော့ညနေ9 နာရီကနေ3 နာရီကျော်ပြီးဆက်တောင်းပြီးအဲ့ဒါ okay ပြီးပြီလားပြီးပြီဟုတ်ပြီလားဆိုရင်ကျေးဇူးတော်ချီးမွမ်းတာကျွန်တော်ပြန်လို့ဆရာနေနဲ့ဘာလို့လဲပြန်လို့မနေဘူးပြင်ဆင်ထားတာရှိတယ်စားရအောင်နော်အမရှိရလဲဆိုပြင်ဆင်ထားတာဆရာပြင်ဆင်ထားတာစားရှိတယ်ဒါသူ့ရဲ့ regular ဆုတောင်းစီဝေးတာအဲ့တော့အဲ့ချာ share ပဲယူလာတာဘာမှမင်းလားမလေးမင်းနဲ့တက်လာတယ်ကောင်းကောင်းအဲ့ဒါခင်ဗျားတို့ဆက်ချောင်းတယ်လေဆိုပြီးပြီလေဆရာလည်း3 နာရီလေဒီလိုပဲလားအများဆုံးနည်းနည်းဒီလိုပဲလေအဲ့ဒါနည်းနည်းအမှုရှိတယ်ဆရာလည်းဆက်ချောင်းနေဆိုညနေ3 နာရီဆို share တယ် share စားတာဒါတော့ခင်ဗျားတို့ဆက်ချောင်းတာပဲဟုတ်မလဲလို့ဆက်ရွှေ့တာပေါ့ဗျာဆက်ချောင်းစတောင်းဖို့တော့အစားရွှေ့စတောင်းဖြစ်တာဒီလည်းဆက်7 နာရီမှာစားတာဘာလို့မှလဲ3 နာရီမှာစားလိုက်တာဒါဆိုရင်ခင်ဗျားတို့ပုံမှန်တော့မဟုတ်တယ်ပို့စားတော့ဆရာရဲ့ဘက်ကစားတာတော့စားတာပေါ့လေစားတယ်တောင်းနေတာပဲနော်စက်ကပါလေအနံပါလေတောင်းပါကျွန်တော်တို့တောင်းနေတာဒီလိုကိုယ်စိတ်နဲ့ကိုတောင်းနေတာနော်ကိုယ်စိတ်နဲ့ကိုတောင်းနေတာအဲ့ဒီတိုင်းရှင်းမှာဝင်သွားတဲ့သူတို့သမီးတွေလိုတောင်းနေတာကိုလိုချင်တဲ့ဟာကိုဖြစ်ချင်တဲ့ဟာကိုရချင်တဲ့ဟာကိုလိုရတယ်အဲ့ဒါတွေတောင်းနေတာကျန်းစာပြောတယ်ငါတို့ဒီစုတောင်းတဲ့ဒီတိုင်းအဘယ်စုကိုတောင်းရမည်ဘူးမသိဘူးတဲ့တကယ်တော့နော်အဲ့လိုမသိတဲ့သူတို့သမီးကိုဘာလို့ပြေးလဲဝိညာဉ်တော်ကဟေကဲကြည့်ဦးတော့ဝိညာဉ်တော်ကဘာလို့ပြေးလဲโอเคတောင်းတဲ့ဒီတိုင်းအဘယ်စုကိုတောင်းရမည်မသိကြတို့ရာတွင်ငါတို့စုတောင်းခြင်းအမှုကိုနှုတ်မမြုပ်နိုင်သောညီတွားခြင်းအပြင်ဝိညာဉ်တော်သည်စောင့်ပါတော်မူ၏ဟာလေလုယာစိတ်နှလုံးကိုစစ်တော်မူသောသူသည်လည်းခမည်းတော်ပြောတာစိတ်နှလုံးကိုစစ်တော်မူသောသူသည်လည်းဝိညာဉ်တော်၏စိတ်တော်ကိုသိတော်မူ၏အကြောင်းမူကားဝိညာဉ်တော်သည်တန်ရှင်းသူတော်၏စုတောင်းခြင်းမှုကိုဘုရားသခင်အလိုတော်နှင့်အညီဖြစ်ရန်ဆောင်မတော်မူ၏ဟာလေလုယာဟာလေလုယာခမည်းတော်ရဲ့စံချိန်စံညွှန်ဘုရားသခင်ရဲ့စံချိန်စံညွှန်ပြည့်သွားအောင်ဝိညာဉ်တော်ကဆောင်မပေးတယ်ဝိညာဉ်တော်ဆောင်ပါပေးတယ်ဒါကြောင့်ကျွန်တော်အသက်တော်လေးမှာလေးခါခါဝမ်းနေတာကတရှိသောဝိညာဉ်တော်ကိုအသက်တော်တော်များများဘယ်ချိန်မှာပဲအသုံးပြုလဲဆိုတော့ကောင်းချီးပေးတဲ့ချိန်ပဲအသုံးပြုကြတယ်တပည့်တော်ရဲ့ဖြစ်နေတာဒါလိုယေရှုဝိညာဉ်တော်ရဲ့ဘိသိက်ဆုံးမှာမဆာခြင်းဒီအသက်ရောက်ရှိနေပါစေတော့အာမင်ပြီးတော့ဝိညာဉ်တော်အဲ့ညာပဲအသုံးပြုတယ်တော်များဘာလဲဆရာပဲတရှိသောဝိညာဉ်တော်အသင်ကိုခမည်းတော်ရဲ့အလိုတော်ချမ်းစီတော်နဲ့ခရစ်တော်ရဲ့ပြည့်ပြည့်စုံခြင်းကိုနေ့စဉ်ဖြစ်ပြီးနေတာဖြစ်ပါတယ်။အဲဒီဝိညာဉ်တော်ကခမည်းတော်ရဲ့ချမ်းစီတော်နဲ့တားတော်ရဲ့ပြည့်ပြည့်စုံခြင်းရိတ်တဲ့ချဝမ်းမြောက်ခြင်းရွှင်လန်းခြင်းအောင်မြင်ခြင်းကြွယ်ဝခြင်းချမ်းသာခြင်းအနာဂတ်ရည်ခြင်းပေါင်းဝိတ္တကိုနဲ့အရာခတဲ့အရာကိုအောင်နိုင်စေခြင်းဒီစုဘူကောင်းအရာကိုနေ့စဉ်အဲဒီဝိညာဉ်တော်ကဖြစ်ပြီးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာလူတယောက်ကိုတွေ့တယ်ထိုးထွင်းခြင်းစုကျေစုနဲ့ဖျားဖြစ်ပဲရလဲဆိုဝိညာဉ်တော်ကဖြစ်ပေးနိုင်တယ်အာမင်โอเคအဆုံးသတ်ချင်တယ်ဒါဆိုရင်ဒီလိုတပီးကအဲ့ဒီဝိညာဉ်တော်ဖြစ်ပေးခြင်းတုံ့ပြန်ခြင်းကိုဘယ်လိုရနိုင်တာလဲအဖြစ်ဘယ်လိုရနိုင်ဝိညာဉ်တော်တဲ့လည်းပြောတယ်โอเคဆရာဟုတ်ပါပြီဝိညာဉ်တော်စကောင်းကြမစားတယ်ပြောလို့ဥဆောင်တယ်ပြောโอเคဆရာဟုတ်ပါပြီကိုမဖြစ်စနိုင်ကြတယ်โอเคဆရာဟုတ်ပါပြီဝိညာဉ်တော်ဖြစ်စပေးတယ်ပြောဟုတ်ပါပြီဘယ်လိုရနိုင်တာလဲယူရှင်းပါလေစာတရားနဲ့ခွန်အပိုက်နဲ့ကိုစာတရားနဲ့ခွန်ပိုက်နဲ့ကိုဒါလေးကိုတွေ့အားလုံးတူဖတ်ကြရအောင်အတန်ကြီးညာလေးနဲ့တရားခုနခုတော့ဆန်းအပိုက်နဲ့ကိုဒီနဲ့တော့အကြောင်းကတောင်းတသောဝိညာဉ်ကိုရောက်ရဲစေ၍ဝတ်သိသောဝိညာဉ်ကိုလည်းကောင်းသောအရာနှင့်ဝစေတော်မူ၏ဟာလေလုယာအဲဒီဝိညာဉ်တော်ရဲ့တုံ့တင်ခြင်းအဲဒီဝိညာဉ်တော်ရဲ့လမ်းပြခြင်းအဲဒီဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းအဲဒီဝိညာဉ်တော်ရဲ့စတောင်းခြင်းကိုကုညီမဆာခြင်းကိုဒီသရောသမီးကဘယ်လိုရနိုင်တာလဲဆိုရင်အဖြေကရိုးရိုးလေးပါဒီကောင်မအဲဒီတန်ရှင်တော်ဝိညာဉ်တော်ကိုနေ့စဉ်စာတောင်းတာဝိညာဉ်တော်
တဲ့အခါအနည်းဆုံးရှိနေတဲ့အနိကရှင်ခမီးတော်ကကောင်းနေပါဘုံစီစိတ်နဲ့ဆံပန်နေတဲ့ခမီးတော်ရဲ့လက်ရမှာတားတော်ဟာထိုင်နေတဲ့ကျွန်တော်နဲ့အနိကဆုံးဟာတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်အဲ့ဒီဝိညာဉ်တော်နဲ့ဝိညာဉ်တော်ကိုစနှက်ခြင်းအတွင်းထဲမှာဟန်ဂါစနှက်အဲ့ဒီဝိညာဉ်တော်ကိုတောင်းတတယ်အဲ့ဒီဝိညာဉ်တော်ကိုပျော်လေးတဲ့အခါဒီဝိညာဉ်တော်ဟာဒီသူတို့သမီးကိုတောင်းတသွားတယ်ဒီသူတို့သမီးကိုအလင်းပေးလမ်းပြပဲ့ပြီးပို့ဆောင်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့တော့ယေရှုကဒီလိုပြောတယ်တင်တို့တွင်သားသည်ငါးကိုတောင်းရင်မွေကိုပေးသည်မုတ်ကိုတောင်းရင်ကြောက်ကိုပေးသည်တင်တို့၌အဘယ်သူရှိသည်အဘယ်သူညမရှိတင်တို့သည်အစိုးဖြစ်လျက်ပင်ကိုယ်သားတို့အားကောင်းသောအရာကိုပေးနှင့်ထုံညံ့ကကောင်းကင်ဘုံ၌ရှိတော်မူသောဘုရားခင်သည်စုတောင်းသောသူတို့အားကောင်းသောအရာကိုတာ၍ပေးတော်မူမည်မဟုတ်လောထို့သောဆိုသောထားမြောက်ပြီးနောက်အဘယ်တော်သည်ခံရမည်ဝိညာဉ်တော်ကိုရှိမှတ်၍မိန့်တော်မူသည်ဟာလေလုယာဒီတမန်တော်ရဲ့အနေနဲ့ချင်းကိုကျွန်တော်လည်းပြောချင်တယ်အဲ့ဒါကနိုင်ရှင်တာတက်တာအောင်ဆရာပါမယ်နော်နိုင်ရှင်တာတင်တို့တွင်သားသည်ငါးကိုတောင်းရင်မွေကိုပေးမည်နိုင်ရှင်တာပြောမုံကိုတောင်းရင်ကြောက်ကိုပေးမည်ငါအဲ့ဒါငါဆိုတာဘာလဲငါဆိုတာတောက်ဆုံးဝင်နေငါဖတ်မယ်လို့ပြောတယ်လေယေရှုပြောတယ်လေငါတော့တိုက်သူပေါ်များတယ်တခါဖြစ်စေတယ်ဒါကြောင့်လည်းကျွန်တော်အေးဦးလေးသွားတယ်လို့နော်သူတို့တက်တဲ့ခံတယ်လို့ဆိုဘာပြောလဲကျွန်တော်ငါဖတ်တယ်လို့ပြောတယ်လေဟာသူငါဖတ်နေတာဟာငါဖတ်တောက်ဆုံးဝင်နေငါကိုတောင်းတယ်တောက်ဆုံးဝင်ကိုတောင်းတယ်မွေဘာလဲမွေရစတာတောက်ဆုံးဝင်ကိုတောင်းရင်စတာရဲ့တကောကိုပေးမဲ့သူမရှိဘူးဖခင်ကတောက်ဆုံးဝင်ကိုတောင်းရင်သူ့ကိုစတာရဲ့တကောကိုပေးဘူးတောက်ဆုံးဝင်ကိုပေးမှာဖြစ်တယ်ဟာလေလုယာအတွင်းမှာစတာတောင်းပါဘူးနောက်တစ်ခုမုံကိုတောင်းရင်ကြောက်ကိုပြီးအတိုင်းပြချရေးတယ်တော့မသေးတယ်မှာမုံနဲ့ကြောက်မုံကိုတောင်းရင်ဘာကိုပဲပေးမလဲမုံပဲပေးမှာကြောက်ကိုမပေးဘူးဒါပေမဲ့သူကပေးလိုက်ကြောက်တခင်ယေရှုအစာရှောင်ပြီးရပါ40အစာရှောင်ပြီးအစာရှောင်ထွက်တဲ့အခါမှာဥဆုံးစာတန်လာပြီးပြောတာပါလေတင်ဟာဘုရားသားတော်မှာရင်ဒီကြောက်ခဲကိုမုံလုပ်ပါလို့ဒါပြောတယ်
Hallelujah.
高上吧你。我要是有个人。